ယံဘေကိကြောင့်ကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်းအကျိုးငါဘုရားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏဟုဆိုအပ်သောယရဏမြတ်သောမာနိတကွမိဘဆရာသမားတို့အားယောတိမြတ်တို့လက်ဆောင်မူ၍ရှိခိုးပူဇော်မှုမျိုးမှန်လျှောကြောချမ်းရခြင်းတည်ဟူသောပူဇော်ဝန္တသက္ကိစ္စကာရဝကောင်းမှုပူဇော်ကံစေရနာမိမိတို့သည်တက်သည့်နားလည်သည့်အချိန်မှစံပြု၍ယနေ့ကြအောင်ပြုလို့လူရကြကြရသောဒါနကောင်းမှုပူဇော်ကံစေရနာသောတိကျင့်သောနတသောတိကျင့်သောစေဖြစ်သောသီလကောင်းမှုပူဇော်ကံစေရနာဘွားများအားထုတ်လက်တဘွားများအားထုတ်စေဖြစ်သောဝိပဿနာဘာဝနာဓမ္မကုသိုလ်ကံစေရနာပေါင်းတို့ကြောင့်အလုံးစုံယောဂီပေါင်းသူတော်ကောင်းတို့သည်ဧကတိယံကတိဒုက္ခကတိဘူဘမှုကတိယောဂကတိကဲ့သို့ဉာဏ်များကုန်သည်ဖြစ်၍1500ကိလေသာအပူမိတို့၏အပိအပိုင်းချုပ်ရာညေရာတရားဖြစ်သောအတေကရတ္တမြတ်နိဗ္ဗာန်သို့ကိုယ်စီကိုယ်ကမျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါသည်အဟံဗန္တိဣတရတေနသဟအထေကသမ္မာနာဂရဥပောတထသီလဓမ္မယာသမိအရောဂကတဝါသီလတေထဧဝံတိဒုတိယမိအဟံဗန္တိဣတရတေနသဟအထေကသမ္မာနာဂရဥပောတထသီလဓမ္မယာသမိအရောဂ